Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟေမာကောင်းချင်းရွှေတမင်းလေးလှူစားဖြစ်လို့လုံကြီးလေးကိုလာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ရှင်အရင်ဆုံးဟေမာတို့ကောင်းချင်းဆန်ကိုစံချိန်ခွက်နဲ့ခွက်စားထည့်ပြီးတော့ရေတညစိမ်ပေးထားပါမယ်ရှင်ပြီးရင်တော့ကောင်းချင်းဆန်မချက်ခင်မှာဟေမာတို့ထက်ညက်အရင်ကြိုပေးရပါမယ်ထက်ညက်ကတော့မိမိအချိုကြိုက်တဲ့လောက်ထည့်လို့ရပါတယ်ရှင်ဟေမာကတော့ဒီနေရာမှာစံချိန်ခွက်တစ်ခွက်စားပဲသုံးထားပါတယ်ရှင်ကောင်းချင်းဆန်လေးရေစိမ်ပြီးသွားပြီဆိုရင်တော့ဟေမာနောက်နေ့မနက်မှာရေသေးချလေးပြန်စီပြီးတော့မှတမင်ပေါင်းတဲ့ကိုထည့်ပြီးတော့မှချက်ပါမယ်ရှင်ဒီနေရာမှာကောင်းချင်းဆန်ကရေတညသို့မဟုတ်8နာရီတော့အနည်းဆုံးစိမ်ပေးရပါမယ်ရှင်တညရေကစံချိန်ခွက်တစ်ခွက်စာရတာဖြစ်တဲ့အတွက်ဟေမာကောင်းချင်းဆန်က2ခွက်3နာရီဖြစ်လို့ရေနောက်တစ်ခွက်ထပ်ထည့်ပါတယ်စုစုပေါင်းဒီဆန်2ခွက်ဆိုရင်ရေ2ခွက်ဖြစ်ရပါမယ်ရှင်ပြီးတော့စားလေးအနေငယ်ထည့်ပြီးတော့ဟေမာတို့နှံ့သွားအောင်ဖွားဖွားလေးမွေပေးရပါမယ်ရှင်ပြီးတော့ပုံမှန်ထမင်းချက်သလိုပဲဟေမာတို့မိနေပြီးတော့ဒီထမင်းချက်နေကြတိုင်းလေးချက်ပေးပါမယ်ရှင်ဒါကတော့ချိန်ပြီးလို့ကျက်သွားတဲ့အနေထားလေးပါဟေမာတို့ပေါင်းတဲ့အတိုင်းမထုတ်ပင်နဲ့ခဏလောက်ထားလိုက်ပါရဲ့ရှင်အုံတီကတော့ဟိမာဒီလဲလဲဆက်ဆက်စားချင်တာဖြစ်လို့ပြည်နေတဲ့ဆိုင်ကနေအလုံးလိုက်ဝယ်လာပြီးတော့အိမ်မှာပဲကိုပေါ့ကိုခွဲပါတယ်ဒါကတော့ခက်ကြီးကြီးမရှိတဲ့အတွက်ကြောင့်ဟိမာရှိတဲ့ဓာတ်နဲ့ပဲအနာတက်လေးတွေခွာပြီးတော့ဓာတ်တစ်ဆောင်လေးနဲ့ရိုက်ပြီးတော့မှခွဲပါတယ်ရှင်တကယ်လို့ကိုကအုံတီကြောက်တို့အုံတီချစ်ပြီးသားတို့ဒီဝယ်အလွယ်တကူဝယ်လို့ရတယ်ဆိုရင်တော့အဲ့ဒါလေးသုံးလို့ရပါတယ်ဟိမာကတော့ဒီမှာဒီလဲလဲဆက်ဆက်အုံတီနဲ့ကောင်းချင်းရွှေတမင်းတွေကပို့လိုက်တာဖြစ်လို့ဒီလဲလဲဆက်ဆက်အုံတီပဲဝယ်လာပြီးတော့ကိုပေါ့ကိုခွဲလိုက်ပါတယ်ရှင်အုံတီခွဲပြီးတော့ပြီဆိုတော့ဟေမာကောင်းချင်းရွှေတမင်းကိုဘန်နဲ့လဲထည့်ပါမယ်ရှင်ဘန်နဲ့လဲထည့်တဲ့အခါမှာဟေမာတို့ချက်တဲ့ပမာဏနဲ့ဘန်နဲ့ကွက်တိဖြစ်နေတာပိုကောင်းပါရဲ့ရှင်ဘန်နဲ့ကိုထည့်ပြီးသွားပြီဆိုလို့ရှင်လဲလိုက်ဖိပြီးတော့မှဒီမျက်နှာပြင်ကိုဒီဇွန်းပြားလေးနဲ့ရိုက်ပြီးတော့လုပ်ပြီးတာကပို့ပြီးတော့စီစီတိတ်တိတ်လေးဖြစ်ပြီးတော့လှိလို့လဲကောင်းပါရဲ့ရှင်ဘန်နဲ့ထည့်ပြီးသွားရင်တော့ဟေမာတို့လုံးဝအေးသွားတဲ့အထီကိုခဏလောက်အေးခံပေးရပါမယ်ရှင်ပြီးတော့ရင်တော့ခုနကတော့ဟေမာခွဲထားတဲ့အုံတီကိုဟေမာချင်းမရှိရနေပဲဒီဓာတ်လေးနဲ့ပဲပပလေးလှေးလိုက်ပါရဲ့ရှင်အလုံးပြည့်စင်ပြီးတော့ပြီဆိုရင်တော့ခုနကတော့အေးခံထားတဲ့ဒီရွှေထမင်းတွေကိုဟိမာတို့အနေတော်လေးတွေတုံးပြီးတော့မှကိုစားကျင်တဲ့ပုံစံလေးတွေပေါ့နော်လီပြီးတော့ပြင်ဆင်ပေးရပါပြီရှင်ဒီကောင်းချင်းရွှေထမင်းချက်တဲ့အခါမှာတချို့တွေကဒီကောင်းချင်းဆန်တက်တက်ကိုချက်ပြီးတော့မှထညက်ရည်နဲ့ပြန်ပြီးတော့နှစ်တာမျိုးရှိတယ်ပေါ့နော်ဟိမာတော့တခါလေးပဲပေါင်းနဲ့အလွယ်ချက်တာလေးကိုလုပ်ပြလိုက်ပါရရှင်လိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်